ဒီအားဆော့ဝါစစ်တင်တွေကဗျူဟာ73ခန်းမင်္ဂလာပါတငယ်ချင်းတို့ရေကျမတို့ရဲ့ဘဝဟာနှိမ့်စင်နေများတိုက်ပွဲတွေဆင်နွှဲနေရတဲ့စစ်မြေပြင်တစ်ခုနဲ့တူပါတယ်စီးပွားရေးတိုက်ပွဲလူမှုရေးတိုက်ပွဲနောက်ဆုံးကိုယ့်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတိုက်ပွဲတွေအထိပေါ့ဒီတိုက်ပွဲတွေကိုအသိဉာဏ်နဲ့ဘယ်လိုနိုင်ယူရမလဲဆိုတာကိုလွန်ခဲ့တဲ့နှစ်ပေါင်း2500ကလေးကဆန်းစုဆိုတဲ့စစ်ဗိုလ်ချုပ်ကြီးကလမ်းညွှန်ခဲ့ပါတယ်ဒီနေ့မှာတော့ကျမတို့ဟာဒီအားဆော့ဝါရဲ့73ခန်းလုံးကိုတခန်းချင်းစီအသေးစိတ်ဆွေးနွေးသွားမှာပါဒါဟာရိုးရိုးရှင်းရှင်းစာအုပ်အညွှန်းမဟုတ်ပါဘူးအခန်းတိုင်းမှာပါတဲ့လှုပ်ဝက်ဖြူဟာတွေကိုခေတ်သစ်လူနေမှုဘဝနဲ့စီးပွားရေးလောကမှာဘယ်လိုပြန်လည်အသုံးချမလဲဆိုတာကိုနည်းနည်းလေ့လာသွားမယ့် Master Class တစ်ခုဖြစ်ပါတယ်အချိန်ပေးပြီးအဆုံးထိနားထောင်ခြင်းအပြင်တင့်ရဲ့အတွေးခေါ်တွေဟာဗျူဟာရှင်တယောက်လိုတိတိတတ်တာပြောင်းလဲသွားပါလိမ့်မယ်အခန်း1အစီအမံချမှတ်ခြင်းစွန်းစုကစစ်ပွဲတစ်ခုရဲ့အောင်ရှုံးဟာတိုက်ပွဲမစခင်ရုံးတော်တွေမှာအစီအစဉ်ဆွဲနေကြတဲ့ကဆုံးဖြတ်ပြီးသားဖြစ်တယ်လို့ဆိုပါတယ်။တင်ဟာအောင်နိုင်ဖို့အတွက်အချက်၅ချက်နဲ့အရင်ဆုံးစမ်းစစ်ရပါမယ်။လမ်းစဉ်ဒါဟာခေါင်းဆောင်တဲ့ပြည်သူကြားကယုံကြည်မှုပါ။အဖွဲ့အစည်းတစ်ခုမှာဝန်ထမ်းတွေဟာခေါင်းဆောင်ရဲ့ရည်ရွယ်ချက်ကိုကိုယ်တိုင်လူလားစွာနဲ့လိုက်ပါဆောင်ရွက်နေသလား။ဒီလိုစိတ်သက်တူညီမှုမရှိနေရင်ဘယ်တိုက်ပွဲမှမနိုင်ပါဘူး။ရှာသည်ဥတုပြင်ပကထိန်းချုပ်လို့မရတဲ့အခြေအနေပါစီးပွားရေးမှာဆိုရင်ဈေးကွက်အတက်ကြနိုင်ငံရေးအပြောင်းလဲတွေကိုဆိုလိုတာပါဒါတွေကိုကြိုတင်တွက်ချထားရပါမယ်ညီဖြင့်တင်ကစားနေတဲ့ကွင်းအခြေအနေပါပြိုင်ဘက်ကဘယ်မှာလဲကိုယ့်ရဲ့အားသာချက်ကဘယ်နေရာမှာလဲကျင်းနယ်လမ်းမှာတိုက်မှာလားကျဲတဲ့ကွင်းမှာတိုက်မှာလားဆိုတာသိရပါမယ်ခေါင်းဆောင်မှုအမျှော်အမြင်သစ္စာတရားမေတ္တာတရားတက်တီနဲ့စီကံတို့ပြည့်စုံရပါမယ်။စီကံစနစ်တာဝန်ခွဲဝေမှုမှန်ကန်ရမယ်။ထောက်ပံ့ရေးလမ်းကြောင်းတွေဖြောင်ဖြူရပါမယ်။ဗျူဟာမြောက်တင်ငန်းစာစစ်ပွဲဆိုဒီမှာလှည့်စားခြင်းဖြစ်သည်။တင်အင်အားရှိရင်မရှိသလိုဟန်ဆောင်မှာရန်သူကိုမလုံးပေးပြီးထောင်ချောက်တဲ့ဆွဲသွင်းမှာရန်သူအနားယူနေရင်နှောက်ယှက်ပါရန်သူစီးလုံးနေရင်သွေးခွဲပါအစီအစဉ်မရှိဘဲတိုက်ခိုက်ခြင်းဟာကြာရှုံးဖို့တည်ချနေတဲ့လမ်းပဲဖြစ်ပါရဲ့ရှင်အခန်းနဲ့စစ်စင်နွှဲခြင်းဒီအခန်းမှာတော့စစ်ပွဲရဲ့ကုန်ကျစရိတ်အကြောင်းကိုအလေးပေးထားပါတယ်စစ်ပွဲဆိုတာငွေကြေးကုန်ကျမှုအလွန်များတဲ့လုပ်ရပါစစ်ပွဲကြာရှည်လေးနိုင်ငံရဲ့ဗန္ဒာတိုက်အားနည်းလေးစစ်တီတွေရဲ့စိတ်ဓာတ်ကျဆင်းလေးပါပဲစွန်းစုရဲ့အဆိုအရစစ်ပွဲမှာအရေးကြီးဆုံးကအောင်ပွဲရဖို့ဖြစ်ပြီးတော့ကြာရှည်နေဖို့မဟုတ်ပါဘူးအမြင်အနိုင်ယူပါအချိန်ဆွဲခြင်းဟာရန်သူကိုအင်အားပြန်စုဖို့အခွင့်အရေးပေးလိုက်တာပါပဲရန်သူရိတ်ခါကိုသုံးပါကိုယ့်စီကရိတ်ခါကိုပဲသုံးနေရင်ကုန်ခန်းသွားပါလိမ့်မယ်ရန်သူစီကရနိုင်မဲ့အရေးမြစ်တွေကိုမိမိအတွက်ပြန်လည်အသုံးချတတ်ရပါမယ်စီးပွားရေးမှာဆိုရင်ပြိုင်ဘက်ရဲ့ဝန်ထမ်းဟောင်းတွေကိုခန့်အပ်တာဒါမှမဟုတ်ပြိုင်ဘက်ရဲ့အားနည်းချက်ကိုကိုယ့်ရဲ့အခွင့်အရေးဖြစ်ပြောင်းလဲတတ်တာမျိုးပေါ့စစ်တုံးမဲများကိုကောင်းစွာဆက်ဆံပါသူတို့ကိုနှိပ်စက်မဲ့စားမိမိဘက်ပါလာအောင်လုပ်ခြင်းဖြင့်မိမိအင်အားကိုတိုးပွားစေရပါမယ်။ခေါင်းဆောင်ကောင်းဆိုတာစစ်ပွဲရဲ့အန္တရာယ်ကိုတေချာနားလည်မှသာစစ်ပွဲရဲ့အကျိုးမြတ်ကိုရယူနိုင်မှာဖြစ်ပါရဲ့ရှင်။အခန်း3ဓာမထုတ်ပဲအောင်နိုင်ခြင်းဒါဟာတအုပ်လုံးမှာအရေးကြီးဆုံးအခန်းပါတစ်ဖက်တက်ကိုတိုက်ခိုက်ချေမှုန်းတာထက်အကောင်းပကတိတိုင်းသိမ့်ပိုက်နိုင်တာကပိုမြတ်တယ်လို့ဆန်းစုကဆိုပါတယ်။အောင်နိုင်မှုအဆင့်ဆင့်ရှိပါတယ်။၁အမြင့်ဆုံးအောင်နိုင်မှုရန်သူရဲ့ဖြူဟာပလန်ကိုဖျက်ဆီးပစ်ခြင်း။၂ဒုတိယအဆင့်ရန်သူရဲ့မဟာမိတ်တွေကိုခွဲထုတ်ပစ်ခြင်း။၃တတိယအဆင့်ရန်သူတပ်အာမီကိုတိုက်ခိုက်ခြင်း။၄အနိုင်ဆုံးအဆင့်မြို့ရိုးကာထားတဲ့မြို့ကိုဝန်းရံတိုက်ခိုက်ခြင်း။ဒါဟာအဆုံးစွန်မှသာလုပ်ရမယ့်အလုပ်ပါ။အင်အားချင်းနှိုင်းယှဉ်ခြင်းကိုယ်အင်အားကရန်သူထက်10ဆတာနေရင်ဝင်းရံလိုက်ပါ9ဆတာနေရင်တိုက်ခိုက်လိုက်ပါ2ဆတာနေရင်တက်ခွဲပြီးတိုက်ပါအင်အားချင်းတူနေရင်ဗျူဟာနဲ့တိုက်ပါအင်အားနည်းနေရင်ရှောင်တိန်ပါဒါမှမဟုတ်ခုခံပါခေါင်းဆောင်တယောက်မှရှိရမယ့်အန်ဒီရဲ့9ချက်ကိုလည်းသတိပေးထားပါတယ်အသက်ကိုမနှမျောပဲစွတ်တိုက်တာအသက်ဘေးကကြောက်ပြီးစုတ်တာဒေါသကြီးတာဂုံသိက္ခာအယမ်းမှတ်တာနဲ့စစ်တီတွေကိုအလိုလိုက်လွန်းတာတွေဟာကြာရှုံးခြင်းရဲ့အကြောင်းရင်းတွေပါပဲရှင်အခန်းလေးအ
အခြေအနေကိုဖန်တီးခြင်းဒီခန်းမှာတော့စွန်းစုကမရှုံးအောင်အရင်လုပ်ဖို့ကိုအလေးပေးထားပါတယ်။အောင်နိုင်မှုဆိုတာရန်သူစီကလာတာဖြစ်ပြီးတော့မရှုံးနိုင်မှုဆိုတာဟာမိမိကိုယ်တိုင်ဖန်တီးတာဖြစ်တယ်လို့သူကဆိုပါတယ်။မရှုံးအောင်နေထိုင်ခြင်းတင်ဟာပြိုင်ဘက်ကအလေးအငိုက်တိုက်ခိုက်လို့မရအောင်ကိုယ့်ဘက်ကအားနည်းချက်မရှိအောင်အရင်ဆုံးပြင်ဆင်ရပါမယ်။စီးပွားရေးမှာဆိုရင်ကိုယ့်ရဲ့ငွေကြေးစည်းစိမ်မှုခိုင်မာအောင်လုပ်တာဝန်ထမ်းတွေကိုစီးလုံးအောင်လုပ်တာမျိုးပေါ့။အောင်နိုင်မဲ့အချိန်ကိုစောင့်ဆိုင်ခြင်းတင်ဘလောက်ပဲတော်နေပါစေရန်သူကအမှားမလုပ်မချင်းတင်အနိုင်မရနိုင်ပါဘူးပညာရှိသူဟာရန်သူအမှားလုပ်မဲ့အချိန်ကိုစိတ်ရှည်လက်ရှိစောင့်တတ်ကြပါတယ်အောင်နိုင်သူတွေကအရင်ဆုံးအောင်ပွဲရအောင်အခြေအနေတွေဖန်တီးပြီးမှတိုက်ပွဲဝင်ကြတာဖြစ်ပြီးတော့ရှုံးနေသူတွေကတော့အရင်တိုက်ခိုက်ပြီးမှအောင်ပွဲကိုလိုက်ရှာတတ်ကြပါတယ်အောင်ပွဲဆိုတာကံကောင်းလို့ရတာမဟုတ်ပဲအမှားကင်းတဲ့ပြင်ဆင်မှုတွေရဲ့ရလဒ်တွေသာဖြစ်ပါတယ်ရှင်အခန်းကစွမ်းရည်စုစည်းမှုလူအနှဲငယ်ကိုအုပ်ချုပ်တာနဲ့လူအမြောင်များကိုအုပ်ချုပ်တာဟာအတူတူပါပဲ။ကွာခြားတာကတော့စနစ်ပါပဲ။ဒီအခန်းမှာစွန်းစုကတိုက်ပွဲမှာအင်အားတွေကိုဘယ်လိုစွမ်းရည်အဖြစ်ပြောင်းလဲရမလဲဆိုတာကိုရှင်းပြထားပါတယ်။တိုက်ခိုက်တဲ့အခါနီလန်နှမျိုးရှိပါတယ်။၁ဓာတ်ရိုက်နီလန်ရန်သူနဲ့တဲ့ရင်ဆိုင်တိုက်ခိုက်တာ။၂သွေးဝိုင်းနီလန်ရန်သူမထင်မှတ်ထားတဲ့နေရာကနေပတ်တိုက်တာလှည့်ကွက်တွေသုံးတာစစ်ပွဲမှာဓာတ်ရိုက်နီးနဲ့အလုံးစတင်ပြီးမဲ့သွေးဝိုင်းနီးနဲ့သာအောင်ပွဲကိုရယူရပါမယ်ဒါကိုအရှိန်အဟုန်လို့ခေါ်ပါတယ်တောင်ကုန်းပေါ်ကနေလိမ့်ဆင်းလာတဲ့ကြောက်တုံးကြီးတစ်ခုလိုပါပဲအရှိန်ရလာတဲ့စွမ်းအားကိုဘယ်သူမှတားဆီးလို့မရပါဘူးခေါင်းဆောင်ကောင်းဟာစစ်တီတဦးချင်းစီရဲ့အစွမ်းထက်မိမိတက်ရဲ့စုပေါင်းစွမ်းအားကိုအရှိန်အဟုန်ကောင်းအောင်ဖန်တီးရပါမယ်ရှင်အခန်း6အားနည်းချက်နဲ့အားသာချက်ဒီအခန်းကတော့လောကရဲ့ဆန့်ကျင်ဘက်သဘောတရားကိုအသုံးချပုံပါရန်သူရဲ့အားသာတဲ့နေရာကိုရှောင်ပြီးတော့အားနည်းတဲ့နေရာကိုတိုက်ခိုက်ပါလို့အဓိကသင်ကြားပေးထားပါတယ်ဥသူအောင်နိုင်ခြင်းစစ်မြေပြင်ကိုအရင်ရောက်တဲ့သူဟာစိတ်အေးလေရင်နဲ့ရန်သူကိုစောင့်နိုင်ပါတယ်နောက်မှအပြေးလွှားရောက်လာတဲ့သူကပင်မနွမ်းနေပါလိမ့်မယ်ဈေးကွက်ထဲကိုအရင်ဝင်သူကအသာစီးရတယ်လို့မျိုးပေါ့ရန်သူကိုလှုပ်ရှားစေခြင်းရန်သူကိုကိုယ်စီလာအောင်မလုံးပေးပြီးဆွဲဆောင်ပါကိုကရန်သူစီကိုဇွတ်မသွားပါနဲ့ပုံတရံမဲခြင်းတင်းရဲ့အစီအစဉ်ကိုရန်သူလုံးဝမသိပါစေနဲ့တင်းဘယ်မှာတိုက်မလဲဆိုတာကိုရန်သူမသိရင်သူတို့ဟာနေရာအနှံ့မှာအင်အားခွဲပြီးကာကွယ်နေပါလိမ့်မယ်ရန်သူအင်အားကွဲသွားတဲ့အချိန်မှာတင်းကတနေရာတွေကိုအင်အားအလုံးရှိနဲ့တိုက်ခိုက်ရင်အမြင်အနိုင်ရမှာပါစစ်ပွဲဆိုတာရေနဲ့တူပါတယ်ရေဟာမြင့်တဲ့နေရာကိုရှောင်ပြီးတော့နှိမ့်တဲ့နေရာကိုစီးဆင်းသလိုပါပဲတင်ဟာလေရန်သူရဲ့အမာခံစခန်းတွေကိုရှောင်ပြီးသူတို့မပြင်ဆင်ထားတဲ့အားနည်းချက်တွေကိုပဲရှာဖွေထိုးနှက်ရပါမယ်ရှင်တငယ်ချင်းတို့ရေဒီအခန်းတွေကနေကျမတို့သင်ယူနိုင်တာကတော့အောင်မြင်မှုဆိုတာအတင်းအဓမ္မစူးစမ်းရုံနဲ့မရနိုင်ဘူးဆိုတာပါပဲအခြေအနေကိုနားလည်ဖို့ကိုယ့်ဘက်ကအားနည်းချက်မရှိအောင်ပြင်ဆင်ဖို့နဲ့ရန်သူရဲ့အားနည်းချက်ကိုဉာဏ်နဲ့ရှာဖွေဖို့လိုအပ်ပါတယ်။အခန်းခွန်စစ်ရေးလှုပ်ရှားမှုစစ်ပွဲမှာအခက်အခဲဆုံးအရာကတော့ဝေးတဲ့လမ်းကိုနီးအောင်လုပ်ဖို့နဲ့အခက်အခဲတွေကိုအခွင့်အလမ်းဖြစ်ပြောင်းလဲဖို့ပဲဖြစ်ပါတယ်။တက်မတော်ကြီးတစ်ခုလုံးကိုစုစည်းပြီးရန်သူထက်ဥအောင်လှုပ်ရှားရတာဟာအလွန်စိန်ခေါ်မှုများပါတယ်။လှည့်ပြားရည်ချီတက်ခြင်းရန်သူကိုလမ်းမအောင်ဆွဲဆောင်ပြီးတော့ကိုကတော့တူတောင်းတဲ့လမ်းကနေရောက်သွားပါတက်ကိုစီလုံးစေခြင်းစစ်မြေပြင်မှာအတန်နေဆူညံနေတဲ့အတွက်အလံနေမောင်းနေစီတွေကိုတုံးပြီးတော့အမိန်ပေးရပါမယ်လူအမြောက်များဟာတယောက်တည်းလိုလှုပ်ရှားနိုင်မှသာရဲရင်သူကစွမတိုးပဲကြောက်တဲ့သူကနောက်မဆုတ်ပဲစနစ်တကျရှိမှဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာအသာစီးယူခြင်းမနေ့ကမှစစ်တီတွေရဲ့စိတ်ဓာတ်ဟာထက်သန်နေတတ်ပြီးတော့ညနေခင်းပိုင်းမှာတော့အိမ်ပြန်ခြင်းစိတ်တွေပေါက်လာတတ်ပါတယ်ပညာရှိတဲ့ခေါင်းဆောင်ဟာရန်သူစိတ်ဓာတ်ထက်သန်နေတဲ့အချိန်မှာမတိုက်ဘဲသူတို့စိတ်ဓာတ်ကြပြီးတော့ပင်ပန်းနေတဲ့အချိန်မှာထိုးနှက်တတ်ရပါမယ်သတိပေးချက်ရန်သူကိုအတင်းကျပ်ပိတ်ဆို့မထားပါနဲ့ထွက်ပေါက်တစ်ခုပေးထားပါအသက်ဘေးနဲ့ရင်ဆိုင်နေရတဲ့ရန်သူဟာအသေးခံတိုက်မှာဖြစ်လို့တင့်ဘက်ကအထိနာနိုင်ပါတယ်ရှင်အခန်းရှိနီးဖြူဟာပြောင်းလဲ
စစ်မြေပြင်မှာပုံတီစီးမြင့်နေတဲ့အခြေအနေရပြောင်းလဲနိုင်စွမ်းကပိုပြီးတော့အရေးကြီးပါတယ်။ခေါင်းဆောင်တရားဟာဘယ်လမ်းကိုမသွားသင့်ဘူး။ဘယ်တက်ကိုမတိုက်သင့်ဘူး။ဘယ်မျိုးကိုမသိမ်းသင့်ဘူးဆိုတာကိုပိုင်းခြားနိုင်ရပါမယ်။အကျိုးနဲ့အပြစ်ကိုတွက်ချက်ခြင်းပညာရှိတဲ့သူဟာအကျိုးမြတ်ကိုကြည့်တဲ့အခါဖြစ်လာနိုင်တဲ့အန္တရာယ်ကိုပါထွက်တတ်ပါတယ်။အန္တရာယ်ကိုကြည့်တဲ့အခါမှာလည်းအဲ့ဒီထဲကရနိုင်မဲ့အခွင့်အရေးကိုရှာဖွေပါတယ်။ရန်သူကိုထိန်းချုပ်ခြင်းရန်သူကိုအန္တရာယ်တွေပေးပြီးတော့အလုံးရှုံနေအောင်လုပ်ထားပါသူတို့ကိုမလုံးတွေပေးပြီးတော့ကိုဖြစ်စေခြင်းတဲ့နေရာကိုရောက်လာအောင်ဆွဲဆောင်ပါခေါင်းဆောင်တယောက်မှရှိတတ်တဲ့အားနည်းချက်၅ချက်ကိုလည်းစန်းစုကထပ်မံသတိပေးထားပါတယ်စွတူတာအကြောက်လွန်တာဒေါသကြီးတာတိတ်ခါအရန်ဆောင်တာနဲ့စစ်တီတွေကိုအတနာလွန်တာတွေဟာစစ်ရှုံးစေနိုင်တဲ့အကြောင်းရင်းတွေပါပဲရှင်အခန်းကိုစစ်ချီတက်ခြင်းဒီအခန်းကတော့မြင်မျက်နှာတွင်ပြင်အမျိုးမျိုးမှာတက်ကိုဘလို့နေရာချမလဲနဲ့ရန်သူအခြေအနေကိုဘလို့အကဲခတ်မလဲဆိုတာတွေကိုသင်ကြားပေးထားပါတယ်။နေရာကောင်းရွေးချယ်ခြင်းအမြဲတမ်းမြင့်တဲ့နေရာကိုယူပါနေအောင်ရတဲ့ဘက်မှာနေပါတောင်ကုန်းတွေကိုကြောပေးထားပါဒါဟာရန်သူထက်အသာစီးရစီမဲ့အနေထားပါရန်သူကိုအကဲခတ်ခြင်းရန်သူဘက်ကစကားတွေခြုံနေပြီးပြင်ဆင်မှုတွေတိုးမြင့်နေရင်တိုက်ခိုက်တော့မှာပါရန်သူတက်ထဲမှာငှက်တွေပြန်တက်နေရင်အဲ့ဒီနေရာကလူတွေပုံနေတာဖြစ်နိုင်ပါတယ်။ရန်သူစစ်တီတွေလှန်တွေကိုအားပြုပြီးတော့ရက်နေရင်သူတို့ငတ်မွတ်နေကြတာပါ။ရန်သူစစ်တီတွေအချင်းချင်းတီးတိုးစကားပြောနေရင်ခေါင်းဆောင်အပေါ်ယုံကြည်မှုပြပြနေတာဖြစ်ပါတယ်။စစ်တီတွေကိုအုပ်ချုပ်တဲ့အခါမှာလူသားဆန်မှုနဲ့အရင်ဆုံးစီးလုံးစေပြီးတော့စီးကမ်းနဲ့ထိန်းချောင်းရပါမယ်။ဒါမှသာသစ္စာရှိပြီးတော့အမိန့်နာခံတဲ့တက်မတော်တစ်ခုဖြစ်လာမှာပါရှင်။အခန်း30မြင်မျက်နှာတင်ပြင်စစ်ဗိုလ်ချုပ်တရားအတွက်မြင်မျက်နှာတင်ပြင်ဟာအကောင်းဆုံးလက်ထောက်ဖြစ်ပါတယ်။စန်းစုကမြေပြင်အမျိုးအစား6မျိုးကိုခွဲခြားပြထားပါတယ်။သွားရလာရလွယ်ကူသောမြေနှစ်ဖက်လုံးသွားရလာရလွယ်ကူရင်မြင့်တဲ့နေရာကိုအရင်ယူပါ။နှစ်ပိတ်မိနိုင်သောမြေထွက်ရလွယ်ပြီးပြန်ဝင်ရခက်တဲ့နေရာပါရန်သူမပြင်ဆင်ရသေးမှတိုက်ပါ3ဂျားနေမြေဘသူမှအသာစီးမရတဲ့နေရာပါရန်သူကိုကိုယ်စီလာအောင်ဆွဲထုတ်ပြီးမှတိုက်ခိုက်ပါချင်းမြောင်းသောမြေလမ်းချင်းကိုအရင်ယူပြီးပိတ်ထားပါ5မတ်ဆောက်သောမြေမြင်းတဲ့နေရာကိုအရင်ယူပြီးရန်သူလာမှာကိုစောင့်ပါ6ဝေးကွာသောမြေအင်အားချင်းတူရင်ရန်သူစခန်းစီအဝေးကြီးသွားမတိုက်ပါနဲ့စစ်ရှုံးရတဲ့အကြောင်းရင်းတွေဖြစ်တဲ့တက်ပြေးတာစီးကမ်းမရှိတာအင်အားမမျှတတာတွေဟာတဘာဝဘေးရန်နေတဲ့အကြောင်းမဟုတ်ပဲခေါင်းဆောင်ရဲ့အမှားကြောင့်သာဖြစ်တယ်လို့သူကပြည့်ပြည့်သားသားသတိပေးထားပါတယ်ရှင်အခန်း7အခြေအနေ9မျိုးဒီအခန်းမှာတော့စစ်ပွဲရဲ့အခြေအနေလိုက်စစ်တီတွေရဲ့စိတ်ဓာတ်ကိုဘယ်လိုထိန်းချောင်းရမလဲဆိုတာသင်ကြားပေးထားပါတယ်အထူးခြားဆုံးကတော့တေးမြေပါပဲရန်သူနယ်မြေတွေကိုနည်းနည်းဝင်သွားတဲ့အခါစစ်တီတွေဟာနောက်ပြန်ဆုတ်စရာလမ်းမရှိတော့ဘူးဆိုတာသိသွားရင်သူတို့ဟာအသက်ကိုရင်းပြီးစွမ်းကုန်တိုက်ခိုက်ကြပါလိမ့်မယ်ဒါကြောင့်ပညာရှိတဲ့ခေါင်းဆောင်ဟာတစ်ခါတလေမှာမိမိတက်ကိုထွက်ပေါက်မရှိတဲ့အခြေအနေတွေတွန်းပို့ပြီးအစွမ်းကုန်ရုန်းကန်စေတတ်ပါတယ်ရန်သူကိုအတူတူတိုက်ခိုက်စေခြင်းရင်သူတို့ကိုအခြေအနေတစ်ခုထဲမှာအတူတူပိတ်မိအောင်လုပ်ထားပါလို့ဆိုခဲ့ပါတယ်ရှင်အခန်း7မီးဖြင့်တိုက်ခိုက်ခြင်းမီးဟာဖြက်စီးရအလွန်ပြင်းထန်တဲ့လက်နက်ပါစန်းစုကမီးနဲ့တိုက်ခိုက်နေ9မျိုးကိုပြောပြခဲ့ပါတယ်လူကိုမီးရှို့တာရိတ်ခါကိုရှို့တာတည်ယူပို့ဆောင်ရေးကိုရှို့တာစသဖြင့်ပေါ့ဒါပေမဲ့ဒီအခန်းရဲ့အနှစ်သာရကနောက်ဆုံးမှပါပါတယ်ဒေါသကြောင့်စစ်မတိုက်ပါနဲ့စိတ်ဆိုးလိုမျိုးကိုမဖြက်စီးပါနဲ့ဆိုတာပါပဲဒေါသကပြေသွားနိုင်ပြီမဲ့ပျက်စီးသွားတဲ့နိုင်ငံနဲ့တည်ဆုံးသွားတဲ့သူတွေဟာပြန်မရနိုင်ပါဘူးအကျိုးမြတ်ရှိမှတိုက်ပါတေချာပေါက်အနိုင်ရမှတိုက်ပါစစ်ပွဲကိုတတိကြီးစွာထိန်းချုပ်နိုင်ခြင်းဟာနိုင်ငံကိုအေးချမ်းစေတဲ့နည်းလမ်းပါပဲရှင်အခန်း7တရှို့အသုံးပြုခြင်းစစ်တင်ကဗျူဟာရဲ့နောက်ဆုံးနဲ့အရေးကြီးဆုံးလက်နက်ကတော့သတင်းအချက်လက်ပါရန်သူရဲ့အခြေအနေကိုကြိုတင်မသိပဲတိုက်ခိုက်ခြင်းဟာလူမိုက်တို့ရဲ့လုပ်ရက်ပါနတ်ဘုရားတွေစီမှာဆူတောင်းရုံနဲ့ရန်သူသတင်းကိုမသိနိုင်ပါဘူး
တရှိုရီစီကနေပဲတည်နိုင်တာပါစန်းစုကတရှို9မျိုးကိုခွဲခြားပြထားပါတယ်1ဒေသခံတရှိုရန်သူနယ်မြေကလူတွေကိုတုံးတာ2အတွင်းတရှိုရန်သူအရာရှိတွေကိုတုံးတာ3ဖက်ပြောင်းတရှိုရန်သူတရှိုကိုပြန်သိမ်းသွင်းတာ4တေတရှိုတရင်အမှားပြီးဖို့လွတ်လိုက်တဲ့သူ5ရှင်တရှိုတရင်ယူပြီးပြန်လာနိုင်တဲ့သူခေါင်းဆောင်တယောက်ဟာတရှိုတွေကိုအလေးထားရမယ်သူတို့ကိုဆုလက်တွေအများကြီးပေးရပါမယ်တရင်အချက်လက်တွေကိုလက်ဦးမှုရယူနိုင်သူဟာစစ်ပွဲမစခင်မှာကတည်းကအောင်ပွဲကိုပိုင်ဆိုင်ထားသူဖြစ်ပါရဲ့ရှင်အမြဲတမ်းအောင်နိုင်သူဖြစ်ပါစေတငယ်ချင်းတို့ရေအခုဆိုရင်စန်းစုရဲ့ဒီအဆော့ဝါ73ခန်းလုံးကိုအတူတူလေ့လာလို့ပြီးသွားပါပြီဒီကျမ်းစာကနေကျမတို့ရလိုက်တဲ့အထူးသင်ခန်းစာကတော့ဉာဏ်ပညာခွန်အားထက်သားလုံးနဲ့ဆိုတာပါပဲစစ်ပွဲဆိုတာဖြည့်ဆည်းဖို့မဟုတ်ပဲအနည်းဆုံးတော့ဆုံးရှုံးမှုနဲ့အမြင့်ဆုံးသောအောင်နိုင်မှုကိုရယူဖို့ဖြစ်ပါတယ်တင်းဘဝရဲ့တိုက်ပွဲတိုင်းမှာဒီဖြူဟာတွေကိုလက်တွေ့အသုံးချနိုင်ပါစေအခုပြောပြသွားတဲ့73ခန်းထဲမှာတင်းအတွက်အနှစ်သက်ဆုံးဒါမှမဟုတ်အမှတ်ရဆုံးအခန်းကဘယ်အခန်းဖြစ်မလဲcomment မှာဒီအဆော့ဝါလို့ရေးပြီးတော့ကျမကိုပြောပြခဲ့ပေးပါအောင်နော်တင်းရဲ့တငယ်ချင်းတွေလည်း view ဟာမြောက်တွေးခေါ်တက်လာအောင်ဒီ Master Club video ကြီးကို share ပေးဖို့လည်းမမေ့ပါနဲ့အောင်ရှင်အစကနေဆုံးထိစိတ်ရှည်လက်ရှိနားထောင်ပေးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ပါတယ်ရှင်အားလုံးပဲအောင်မြင်တဲ့ view ဟာရှင်များဖြစ်ကြပါစေနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တတာ